အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မြန်မာနိုင်ငံမှာကြက်လိုင်းတွေအများကြီးရှိတဲ့အထဲမှာကြက်လိမ်မာဆိုတာကိုအတိတ်ပဲဖွင့်ကြည့်ကြရအောင်ပါအခုဒီအမိုက်တွေခစ်စားနေချိန်မှာအလိမ်မာဆိုတဲ့လိုင်းဟာရှားပါမျိုးစိတ်တစ်ခုအဖြစ်ဖြစ်တည်နေပါပြီအလိမ်မာဆိုတာကိုအယိုးချင်းဆုံးအတိတ်ပဲဖွင့်ရင်မမိုက်ရှင်းလို့ပဲပြောရပါမယ်လိမ်မာခြင်းဟာမိုက်မဲမှုမရှိခြင်းပါမိုက်မဲမှုမရှိခြင်းဟာအမားကင်းခြင်းဒါမှမဟုတ်အမားနေခြင်းပင်ဖြစ်ပါတယ်ဒါကြောင့်ကြက်လိမ်မာတို့မြည်ဒီမှာအမားမလုပ်ပါအမားလုံးမိပြီးဆိုရင်တော့မှနောက်တစ်ချိန်ထပ်မမာတော့ပါဘူးအတီတရားကိုဦးစားပေးပါတယ်အတီတရားနဲ့ပြိုင်ဘက်ကိုရှင်ပြိုင်ကြပါတယ်မှာရင်သွားမှဆိုတဲ့အတွက်ပြိုင်ဘက်ကိုအမားမလုပ်တတ်ကြပါဘူးပြိုင်ဘက်ရဲ့အားနည်းချက်မှားယွင်းမှုတို့ကိုအချိန်ပေးပြီးရှာဖွေတတ်ကြပြီးအခွင့်အရေးရရင်မိမိရအသုံးချတတ်ကြပါတယ်တခါတည်းမှာကြက်လိမ်မာတွေဟာမိုက်ကြည့်တက်ကြပါတယ်မိုက်လို့ရရင်တော့ထပ်မိုက်တက်ကြပြီးမိုက်လို့မရရင်တော့လုံးဝမမိုက်တော့ပါဘူးခုကြည့်သွားကြည့်တက်ကြပြီးဖို့လို့သွားလို့ရရင်သွားပါတယ်တစ်ဖက်ရန်သူကခုခံကာကွယ်မှုအပြည့်ရှိနေမယ်ဆိုရင်တော့နောက်တစ်ချိန်ထပ်မသွားတော့ပါဘူးပြိုင်ဘက်ရဲ့အာရင်ကိုဆုံးရှုံးကုန်ဆုံးသွားအောင်လုပ်ပြီးမှတာကြက်လိမ်မာတို့ဟာတစ်ဖက်ချက်ရဲ့ပြောကွက်ကိုတေးတေးရှာရှာနင်းပြီးအနိုင်ယူလေရှိပါတယ်ယနေ့မျက်မှောက်ခေတ်မှာကြက်လိုင်းနဲ့ကြက်လန်းကိုတေးရှာကွဲပြားအောင်မခွဲခြားနိုင်သူတွေများလာတဲ့အတွက်စေတနာရှိထားပြီးပြောပြပေးခြင်းဖြစ်ပါတယ်။ကြက်သမားတော်တော်များများတည်ထားတာကကြက်လိမ်မာဆိုတာဟာအလျှော့အလျှို့အရိုက်အဖက်တမ်းမှကြက်လိမ်မာလို့သတ်မှတ်ကြသလိုရှင်းမတတ်တော့ကြက်ကိုလည်းကြက်လိမ်မာလို့အထင်မှားမိတတ်ကြပါတယ်။အမှန်တကယ်မှာတော့ကြက်လိမ်မာဆိုတာဟာအမားနေပြီးအတိတတိပိုတဲ့ကြက်ကိုခေါ်ဆိုပါတယ်။ကြက်လိမ်မာတွေဟာခံစစ်ကိုဦးစားပေးပြီးတိစောက်တတ်တဲ့အတွက်ကြက်ရိုက်ကောင်းခြင်းကြက်ကကောင်းခြင်းကြက်ချော်ကြက်ဖက်ကောင်းခြင်းကြက်ဖြက်ကောင်းခြင်းကြက်ကြက်ခါကောင်းခြင်းကြက်ကိုက်ကောင်းခြင်းကြက်ရှို့ကောင်းခြင်းအယော့အပြေးကောင်းခြင်းခေါင်းပြောင်းကောင်းလွဲလဲတုပ်ပါခြင်းအစားရှိတဲ့ကြက်လန်းတွေပါလေရှိပါတယ်။ဝီယောဒီအများဆုံးဖြစ်ကြတာကထိုလန်းများကိုကြည့်ပြီးကြက်လိမ်မာလို့သတ်မှတ်လိုက်ရှင်ပါ။ကြက်လိမ်မာတို့ဟာလန်းထက်အတိတရားကိုဦးစားပေးကြတဲ့အတွက်ကြက်လန်းတစ်ခုကိုအသေးကင်ဆွဲအသုံးမပြုကြပဲအခါအားလျော်စွာလိုအပ်တဲ့ကြက်ပညာကြက်လန်းတို့ကိုအသုံးချတတ်ကြပါတယ်။တစ်ဖက်နဲ့တစ်ဖက်ခိုးကွက်ချင်းတူချင်မှတူပါလိမ့်မယ်။အတီတရားနဲ့သာရှင်ပြိုင်တက်ပြီးအမားနေခြင်းကြောင့်တေရှာပိုင်နိုင်မှတိုက်စစ်ကိုစဆင်တက်ခြင်းကြောင့်ပြိုင်ဘက်ရဲ့အမားကိုတိတိယောက်ယောက်အသုံးချနိုင်တဲ့ကြက်မျိုးကိုမှသာကြက်လိမ်မာဟုခေါ်ဆိုတိုက်ပါတယ်လို့တင်ပြရင်းတိုက်ကြက်ရှိသူညီကိုအပေါင်းတိုက်ကြက်ကောင်းများပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ